လေးရှားနိုင်ငံမှာရှိကြတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးမင်္ဂလာပါဒီနေ့မလေးရှားနိုင်ငံမှာနေကြတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအတွက်တည်ယူပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ app လေးတစ်ခုဖြစ်တဲ့လာလာမှုလေးကိုမိတ်ဆက်ပေးခြင်းလို့ပါအများစုကမသိကြဘူးတီဗီသားတွေလည်းအများကြီးရှိတယ်ပေါ့နော်ဟိုနေ့ကတငယ်တယောက်ကလေအေးရွှေချင်လို့တဲ့ဟိုလော်လီကားလေးငါးပေးပါတဲ့အသိရှိရင်တဲ့သူကအဲ့လိုပြောတယ်အဲ့နဲ့အော်လာလာမှုလေးရှိတယ်လေလို့ဘယ်ကားကိုမှညနာငယ်ပြီးတော့ငားနေစရာမလိုဘူးလို့လာလာမှုအိတ်ကလေးကိုတုံးပြီးတော့ကားငားနိုင်တယ်ပေါ့နော်အဲ့နဲ့သူပြောပြဖြစ်တယ်လာလာမှုအိတ်ကလေးကဘာလေတုံးဝင်လဲဆိုတော့သူကGrab ခါပစ္စည်းယူခိုင်းနေရတယ်ဒါပေမဲ့ Grab ခါကသူကခက်နဲ့ရှင်းခိုင်းတယ် debit card credit card တွေနဲ့ရှင်းခိုင်းတယ်လာလာမှုကကြတော့သူကငွေသားပစ္စည်းရောက်မှငွေရှင်းလဲရတယ်ဟိုပို့တဲ့လူကနေတခါတည်းငွေရှင်းပေးလိုက်လဲရတယ်လာလာမှုရဲ့အားသာချက်ကပတ်စံနဲ့ cash down ရှင်းလို့ရတယ်ဟိုစူပန်းကနေပစ္စည်းတစ်ခုOkay ရကိုယူခဲ့ပေးပါဘောနော်လိပ်စာကလေးကိုအတိအကျထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်လည်းပဲသူကအဲစူပန်းကနေပြီးတော့ဆက်သွယ်ရမယ်လို့ဖုန်းနံပါတ်တွေပါတော့ဖြည့်ပေးရတယ်ဟိုဒီကနေလက်ခံမဲ့လူရဲ့ဖုန်းနံပါတ်တွေလိပ်စာတွေအတိအကျဖြည့်ပေးရတယ်အဲ့ဒါဆိုလို့ရှိရင်သူယူလာပေးတယ်ဈေးကလည်း3မျိုးရှိတယ်အမြန်လားregular လားဟိုပေါ့နည်းနည်းကြာတဲ့ဟာမျိုးလားเนาะဈေးလည်းပဲရွေးချယ်လို့ရတယ်အစင်အပြေတယ်အဲ့ဒါမို့လို့ပြီးလို့ရှိရင်ကိုကပစ္စည်းလေးနည်းနည်းလေးပဲဆိုလို့ရှိရင်မော်တော်ဘိုက်တွေပေါ့เนาะစိုက်ကယ်လေးနဲ့ငားလို့ရတယ်ကဲလို့ကိုကနဲများတယ်เนาะမဟုတ်တအားများတယ်မွေးရကြီးတွေပါတင်မယ်ဆိုလို့ရှိရင်လည်းအဲ့ထဲမှာရွေးချယ်စရာတွေရှိတယ်ကားကြီးတွေလေငားနိုင်တယ်ပေါ့เนาะအကောက်ဖွဲ့ရလည်းအရန်လွယ်ရတယ်ဖုန်းနံပါတ်ကလေးဖြည့်ပြီးတော့ password လေးမှတ်ထားလိုက်ရုံပဲပေါ့เนาะကားငားတာတွေကလည်းပဲအင်္ဂလိပ်စာနဲ့ပပဖတ်တတ်တာနဲ့ကိုယ်တိုင်းမှာအဆင်ပြေတယ်ဒီထဲမှာတော့ကျွန်တော်ကားငားတဲ့ပုံစံလေးကိုနည်းနည်းလေးလောက်ပြထားပေးတယ်ပေါ့နော်အကုန်လုံးတော့မဟုတ်မသိတဲ့လူတွေအဆင်မပြေမဲ့လူတွေအတွက်ကိုနည်းနည်းလောက်ပြထားပေးတယ်ပေါ့နော်အားလုံးအဆင်ပြေကြပါစေရင်ဆုံး Play Store ထဲဝင်မယ်ရှာပါမှာလာလာမှုကိုရိုက်ထည့်မယ်လာလာမှု icon လေးကအဲ့လိုမျိုးเนาะအဲ့ဒါလေးကို install လုပ်မယ်install လုပ်ပြီးသွားရင် open ထဲဝင်မယ်ဒါသူ့ရဲ့ home page လေးเนาะကြော်ညာဝင်ပိတ်လိုက်လို့ရတယ်ကြော်လိုက်မယ်နော်ဒါတွေမလို့တော့ကြော်ပလိုက်မယ်ဒါသူကကြော်ညာကလေးတွေဝင်နေတာအဲ့ဒါပြီးရင်သူ့ရဲ့ပစ္စည်း9မှန်နေရာရောက်ပြီးအိမ်မှာကိုorder မှာမဲ့နေရနေပြီးတော့ဘယ်နေရာပို့ပေးရမယ်ဆိုတဲ့ဟာလေးကိုလိပ်စာတွေကိုတိတိကျကျဖြည့်ပေးရမယ်မှားလို့မရအောင်ဒါကဟိုဘယ်နေရာနေဆိုတဲ့ဟာကိုဖြည့်ရမယ်ဘယ်နေရာနေပြီးတော့ဘယ်နေရာကိုပို့ပေးပါဆိုကိုဖုန်းထဲကနေပြီးတခါတည်း order မိုင်းလဲရတယ်ဟိုဘက်ကလူတော့ကိုအကြောင်းကြားထားမှာပေါ့နော်လိပ်စာတွေကတော့ကိုအရင်တေချအောင်စီစဉ်ထားရမှာနော်အဲ့မှာပထမဆုံးနေရာကအိမ်နံပါတ်တချို့တွေကအလွာလေးရှိရလေ3-4လွာလေးဆိုသူတို့အဲ့ဒါဒီနေရာမှာဟို magic လေးထည့်ပေးရတယ် magic လေးထည့်ပေးရတယ်နံပါတ်ဘလောက်ပြီးလို့ရှိရင်ဖုန်းနံပါတ်ထည့်ပေးရမယ်ဆက်သွယ်မယ်ဖုန်းနံပါတ်ထည့်ပေးမယ်အဲ့ဒါပို့ရမယ့်နေရာကိုဖြည့်ပေးရမယ်ဒုတိယအောက်ကဟာကလိပ်စာရွေးမယ်လိပ်စာကိုတေချာမှန်ကန်ရွေးမယ်ပြီးလို့ရှိရင်ဒီမှာလည်းအဲ့လိုပဲဟိုနံပါတ်လေးဘယ်လောက်ဆိုတော့ပြန်ထည့်ပေးရတယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်ဖြည့်ပေးမယ်ပြီးလို့ရှိရင်နောက်မယ်လေးထည့်မယ်ပြီးရင် confirm ကိုနှိပ်လိုက်ရုံပဲ
ပြီးရင်ကိုကကားငှားမလားမော်တော်ဘိုက်ငှားမလားเนาะကားမှဆိုလဲ4 wheel တွေပါတယ်ငှားမလားအဲ့လိုမျိုးတွေကားကြီးတွေငှားမလားအဲ့ရွေးချယ်လို့ရတယ်အင်းဒီပါပြောင်းမှန်မွေရတွေပါတယ်ဆိုရှင်ကိုဘယ် site လော်လီလောက်ငှားမလဲအဲ့ဒါအများကြီးပဲရွေးချယ်စရာတွေကအဲ့ဒါတခုရွေးမယ်ကိုလိုချင်တဲ့တခုเนาะပစ္စည်းလေးနည်းနည်းဆိုမော်တော်ဆိုင်ကယ်လောက်ပဲကိုရွေးမယ်ပစ္စည်းများရင်တော့ကားကြီးတွေရွေးမယ်เนาะပြီးသွားတယ်မှာဈေးနှုန်းလည်း3မျိုးရှိတယ် regular ဆိုရှင်ပုံမှန်လေးလာမယ်ပိုးွားဆိုတော့နည်းနည်းညက်မှာပေါ့နော်အပြင်ဒါကကျွန်တော်အကောင့်မထည့်ထားသေးတဲ့ဖုန်းနဲ့လုပ်ပြထားတာဖြစ်လို့အကောင့်ဖွဲ့ရမှာပေါ့နော်အကောင့်ဖွဲ့မယ်ဆိုရှင်လွယ်လွယ်လေးဖုန်းနံပါတ်ထည့်မယ် email လိပ်စာထည့်မယ် sign up လုပ်မယ်နော်အဲ့ဒါပဲပြီးလို့ရှိရင် individual ဆိုတာကတယောက်တည်းသုံးမှာ business ကကျတော့ business အတွက်သုံးမှာเนาะကိုက personal သုံးမှာဖြစ်တဲ့ကြောင့် individual ရွေးပြီးတော့ဖုန်းနံပါတ်တွေထည့်မယ်email လိပ်စာက option နဲ့ဖြစ်တဲ့အတွက်ကြောင့်ထည့်ချင်လည်းရတယ်မထည့်ချင်လည်းရတယ်ပြီးလို့ရှိရင် password ထည့်မယ်ပြီးလို့ရှိရင်သူတို့ရဲ့ term and condition ကို accept လုပ်မှာပေါ့เนาะပြီးရင် sign up ရွေးချယ်လိုက်ရင်ရအဆင်ပြေသွားပါပြီရှင်အားလုံးအဆင်ပြေကြပါစေ